ကျွန်ုပ်တို့နှင့်အတူပူးပေါင်းပြီးကောင်းမွန်သောပြောင်းလဲမှုတစ်ခုကိုဖန်တီးကြပါစို့အစ္စရေးရှိမတန်ဆွမ်းသူများအတိုက်အဝန်းကိုမြင့်တင်ရန်နှင့်ထောက်ခံအားပေးရန်ရည်ရွယ်သည့်စိတ်ရင်းမှန်ဖြင့်ဖန်တီးထားသောဗီဒီယိုအကြောင်းအရာများကိုကျွန်ုပ်တို့ရှာဖွေနေပါသည်သင်၏ဗီဒီယိုများသည်အရေးကြီးသောကိစ္စရပ်များကိုအသိပညာပေးရန်နှင့်အာယုံစိုက်လာစေရန်ကူညီပေးနိုင်ပြီးပြောင်းလဲမှုအတွက်အားကောင်းသောအတန်တစ်ခုကိုဖန်တီးပေးနိုင်ပါသည်ကျွန်ုပ်တို့သည်သင်တို့ကဲ့သို့သောပုံကိုများဖန်တီးထားသည့်ဗီဒီယိုများကိုလိုအပ်နေပါသည်ဤဗီဒီယိုများသည်မတန်ဆွမ်းသူများ၏ဘဝများကိုပိုမိုကောင်းမွန်လာစေရန်အထောက်အကူပြုမည်ဖြစ်ပါသည်သင်၏ပံ့ပိုးမှုသည်ကြီးမားသောအကျိုးသက်ရောက်မှုများကိုဖြစ်ပေါ်စေနိုင်ပါသည်ကျွန်ုပ်တို့သည်လူသားများကိုယ်တိုင်ဖန်တီးထားသောဗီဒီယိုများကိုရှာဖွေနေပါသည်ဉာဏ်ရည်တုအဖြစ်ဖန်တီးထားသောဗီဒီယိုများကိုလက်ခံမည်မဟုတ်ပါမည်သည့်ဘာသာစကားဖြင့်မဆိုရိုက်ကူးထားသောဗီဒီယိုများကိုကြိုဆိုပါသည်ဗီဒီယိုများစွာနှင့်ဘာသာစကားများစွာကိုလည်းလက်ခံပါသည်ဗီဒီယိုအရှိသည်ညီမျှပင်ဖြစ်စေအရေးမကြီးပါတိုးတောင်းသောဗီဒီယိုဖိုင်များသို့မဟုတ်ပိုရှည်သောဗီဒီယိုဖိုင်များနှစ်မျိုးလုံးသည်အလွန်ကောင်းမွန်ပါသည်ဗီဒီယိုတိုင်းတွင်အတန်ရုပ်ပုံနှင့်စကားပြောဆိုမှုများပါဝင်ရပါမည်အမျိုးသမီးသို့မဟုတ်အမျိုးသားအတန်များနှစ်မျိုးလုံးကိုလက်ခံပါသည်ဗီဒီယိုဖိုင်များကိုဖလေးပုံစံဖြင့်ပေးပို့ရပါမည်ဗီဒီယိုဖိုင်အမည်တွင်အသုံးပြုထားသောဘာသာစကားကိုထည့်သွင်းပေးပါဥပမာအားဖြင့် Hebrew Support for Disabled မဖတ်လေးကဲ့သို့ဖြစ်ပါသည်ဤဗီဒီယိုများကိုအစ္စရေးရှိမတန်ဆွမ်းသူများ၏ရုန်းကန်မှုများနှင့်အခွင့်အရေးများအကြောင်းအသိပညာပေးရန်အတွက်အသုံးပြုသွားမည်ဖြစ်ပါသည်လက်လန်းမီသောအိမ်ယာအတွက်တိုက်ပွဲဝင်ခြင်းမှစိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များအထိဤပုဂ္ဂိုလ်ရေးရာဇလန်းများသည်တရားမျှတမှုနှင့်ဂုဏ်သိက္ခာအတွက်ကျွန်ုပ်တို့၏တိုက်ပွဲတွင်မရှိမဖြစ်လိုအပ်ပါသည်သင်၏ဗီဒီယိုများသည်ဤအရေးကြီးသောကိစ္စရပ်များကိုပုံမကျယ်ပြန့်စွာသိရှိလာစေရန်ကူညီပေးနိုင်ပါသည်အစ္စရေးရှိမတန်ဆွမ်းသူများ၏အခွင့်အရေးအတွက်ထင်ရှားသောထောက်ခံသူဝဇပန်နေမနေသည်အောက်ပါအရေးကြီးသောကိစ္စရပ်များကိုအာယုံစိုက်လာစေရန်မမောမပန်းကြိုးပမ်းဆောင်ရွက်နေပါသည်ပြန်လည်ထူထောင်ရေးနည်းပြများ၏ဒုက္ခသည်အစိုးရ၏စိတ်ကျန်းမာရေးဝန်ထမ်းများအတွက်အခြေအနေများတိုးတက်အောင်မလုပ်ဆောင်နိုင်ခြင်းကြောင့်စနစ်တစ်ခုလုံးကိုထိခိုက်စေပါသည်မတန်ဆွမ်းသူများအတွက်စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများမှာလုံလောက်သောငွေကြေးထောက်ပံ့မရှိခြင်းကြောင့်အစ္စရေးရှိမတန်ဆွမ်းသူများ၏ဘဝအရေးသွေးကိုထိခိုက်စေပါသည်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများရရှိရေးသည်ရွေရှားသွားလာမှုအခက်အခဲရှိသူများအတွက်အိမ်တွင်းကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကိုပိုမိုရရှိနိုင်ရန်တောင်းဆိုခြင်းဖြစ်ပါသည်တန်းတူညီမျှအခွင့်အရေးနှင့်တင့်တယ်သောအိမ်ယာအတွက်ရုန်းကန်မှုများသည်မတန်ဆွမ်းသူများအတွက်တင့်လျော်သောအိမ်ယာကူညီနှင့်ပံ့ပိုးမှုအတွက်တိုက်ပွဲဝင်ခြင်းဖြစ်ပါသည်သင်၏ပံ့ပိုးမှုသည်အရေးကြီးသောကိစ္စရပ်များကိုအာယုံစိုက်လာစေရန်ကူညီပေးနိုင်ပြီးအစ္စရေးတဝမ်းရှိမတန်ဆွမ်းသူများ၏ဘဝများကိုတိုးတက်ကောင်းမွန်လာစေရန်ကြိုးပမ်းမှုများကိုအထောက်အကူပြုနိုင်ပါသည်ဒီကိစ္စရပ်များသည်လူအဖွဲ့အစည်းတစ်ခုလုံးအတွက်အရေးကြီးသောကိစ္စရပ်များဖြစ်ပါသည်ကျုပ်တို့အားလုံးပူးပေါင်းပါဝင်ခြင်းဖြင့်ပိုမိုကောင်းမွန်သောအနာဂတ်ကိုဖန်တီးနိုင်ပါသည်မတန်ဆွမ်းသူများအတိုက်အဝန်းအတွက်ထောက်ခံအားပေးသည့် message ရှိဗီဒီယိုတစ်ခုကိုဖန်တီးပါသို့မဟုတ်အထက်တွင်ဖော်ပြထားသောကိစ္စရပ်များထဲမှတစ်ခုခုကိုအာယုံစိုက်၍ဗီဒီယိုရိုက်ကူးနိုင်ပါသည်သင်၏ဗီဒီယိုများကိုမဖလေးပုံစံဖြင့်တင်သွင်းပါသင်၏ဗီဒီယိုဖိုင်များကို20ပတ်နေမငိုင်ထန်82စာပေါခေါင်တို့အီးမေးလ်ပို့ပါဗီဒီယိုဖိုင်မီကိုအသုံးပြုထားသောဘာသာစကားဖြင့်မှန်ကန်စွာမှတ်ခေါ်ထားကြောင်းသိချပါစေဥပမာအားဖြင့် English Rights for Disabled လေးကဲ့သို့ဖြစ်ပါသည်သင်၏ဗီဒီယိုများသည်အခြားသူများအတွက်အားပေးမှုနှင့်မျှော်လင့်ချက်များကိုပေးစွမ်းနိုင်ပါသည်သင်၏အတန်သည်အမှန်တကယ်အရေးပါပါသည်သင်၏အတန်ကိုမျှဝေခြင်းဖြင့်အစ္စရေးတွင်အရေးကြီးသောပြောင်းလဲမှုများကိုတွန်းအားပေးရန်ကူညီနိုင်ပါသည်မတန်ဆွမ်းသူများအတိုက်အဝန်းသည်ယင်းတို့ရထိုက်သည့်အာယုံဆိုင်မှုအရင်းမြစ်များနှင့်အခွင့်အရေးများကိုရရှိစေရန်အတွက်သင်၏ဗီဒီယိုများကိုကျွန်ုပ်တို့လိုအပ်ပါသည်အသေးစိတ်အချက်အလက်များအတွက်အဆက်ပန်းနီးမနာကို982 58 6984343သို့ဆက်သွယ်နိုင်ပါသည်သို့မဟုတ်82နှစ်စာပေါခေါင်သို့အီးမေးလ်ပို့နိုင်ပါသည်သ
တင်ဤပံ့ပိုးမှုအတွက်ကျေးဇူးတင်ပါသည်အားလုံးအတွက်ပုံမတောက်ပသောအနာဂတ်ကိုဖန်တီးကြပါစို့ဤကိစ္စရဲ့နှင့်ပတ်သက်၍ပုံမသိရှိလိုပါကအစအသေးစိတ်အချက်လက်များကိုလေ့လာနိုင်ပါသည်လက်စဆေးဘက်ဆိုင်ရာအချက်လက်များကိုလည်းကြည့်ရှုနိုင်ပါသည်ဤကိစ္စရဲ့အတွက်အလှငွေထည့်ဝင်လိုပါကလည်းပြုလုပ်နိုင်ပါသည်SF လူမှုမီဒီယာပရိုဖိုင်များကိုလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်တင်ဤပံ့ပိုးမှုသည်ကြီးမားသောအကျိုးသက်ရောက်မှုများကိုဖြစ်ပေါ်စေနိုင်ပါသည်ကျွန်ုပ်တို့အားလုံးပူးပေါင်းပါဝင်ခြင်းဖြင့်ပိုမိုကောင်းမွန်သောအနာဂတ်ကိုဖန်တီးနိုင်ပါသည်